ဓာတ်9မျိုးရေးထားတယ်ရေကစီအစီ protein vitamin သတ္တုဓာတ် antioxidant ကဲရေကိုကျတော့ H2 လို့ခေါ်တယ်ကစီကိုကျတော့ carbs C G နဲ့ကိုစားပြုတယ်အစီကိုကျတော့ triglyceride T နဲ့ကိုစားပြုတယ် protein ကိုကျတော့ P vitamin V mineral M antioxidant A ကိုဆိုတော့အတူကောက်ရေးထားတယ်ဒီဟာတွေအကုန်လုံးမှာ1 2 3 4 5 6ခွန်1ကဲ4 1ကဲ5 6ခွန်ကခြေဖြတ်စရာမလိုနှစ်3 4ရခြေဖြတ်စရာလိုတယ်ကစီအစီ protein အဲ့ကောင်တွေအကုန်လုံးခြေဖြတ်လိုက်လို့ရှိရင်ဓာတ်ပြောင်းသွားတယ် carbs က glucose ဖြစ်သွားတယ် G နဲ့ကိုစားပြုတယ် triglyceride က fatty acid ဖြစ်သွားတယ် FA နဲ့ကိုစားပြုတယ် protein က B amino acid ဖြစ်သွားမယ် AA နဲ့ကိုစားပြုတယ်ကဲကောင်းပြီဒီတက်9မျိုးကိုကျွန်တော်စားလိုက်မယ်ရေကစီ C protein vitamin သတ္တု antioxidant ဒါကိုကျွန်တော်အတူကောက်လေးရေးထားတယ်ဒီနည်းအားဖြင့်အင်္ဂလိပ်လိုအတူကောက်ဆိုရင် H က C ရဲ့ T ရဲ့ P ရဲ့ V ရဲ့ M က A ရဲ့ကဲဒါကတော့ကျွန်တော်စားလိုက်တဲ့ခါမှာနံပါတ်1ဂရွေးနဲ့ဝင်သွားမယ်ကျွန်တော်ပြောပြပါပြီဒီတက်စုစုပေါင်း9ခုမှာခြေဖြတ်ဖို့လိုတာက2ကဲ3ရဲ့4ရဲ့အဲ့တော့ဂတွင်းကနံပါတ်2ဖြစ်တဲ့ကစီဓာတ်ကိုခြေဖြတ်လိုက်တော့ glucose ပြောင်းသွားတယ်အစာအိမ်ကအစီနဲ့ protein ကိုခြေဖြတ်လိုက်တဲ့အခါကျ fatty acid နဲ့ amino acid ဆိုပြီးပြောင်းသွားမယ်အသည်းကအစီကိုခြေဖြတ်တယ် fatty acid ပြောင်းသွားမယ်မုတ်ချိုအိတ်ကကျတော့ကစီရောအစီရော protein ရောခြေဖြတ်တယ်ဒါခုနကကျွန်တော်ပြောပြပါရင်စားထဲမှာเนาะဒါဆိုလို့ရှိရင်ဒီကောင်လေးတွေကကစီရောအစီရော protein ရောအစိမ့်စိမ့်မှာအလုံးသေးသေးလေးတွေဖြစ်သွားပြီဆိုတော့မှဒီအာဟာရဓာတ်9မျိုးလုံးเนาะရေရောကစီရောအစီရော vitamin ရောသတ္တုဓာတ်ကို antioxidant ကိုအကုန်လုံးကိုဘယ်သူကစုပ်သွားမလဲဆိုလို့ရှိရင်အစာရည်မျိုးပြင်းကနေစုပ်အစာပြင်းကနေစုပ်သွားမယ်အစာပို့ပြင်းလို့ခေါ်တယ်အစာပို့ပြင်းဆိုတဲ့ဥသိန်းတွေဥမိုင်းတွေနဲ့စုပ်သွားပြီးတော့အပြာရောင်သွေးကြောနဲ့နှလုံးကိုပို့လိုက်တယ်နှလုံးကအနီရောင်သွေးကြောနဲ့တကိုယ်လုံးကိုပို့လိုက်တယ်အော်တကိုယ်လုံးကဘာတွေရလဲဆိုတော့စွမ်းအင်ဆိုတော့ ATP ကိုရတယ် ATP ကိုရတော့ဒီ9မျိုးလုံးကိုသူကเนาะစားလိုက်တယ် ATP ကိုရသွားတယ်ပို့နေတယ်ဆိုလို့ရှိရင်သူကမစွန့်ပစ်ပဲတိုးထားတယ်အဲ့ထက်ပို့နေတယ်ဆိုလို့ရှိရင်တော့သူစွန့်ပစ်ရတော့မယ်ဘာတွေစွန့်ပစ်လဲဆိုလို့ရှိရင်တော့ရေတွေကိုပိုနေတဲ့ရေတွေကိုသူစွန့်ပစ်တယ်ပိုနေတဲ့ဒီကစီဓာတ်တွေ glucose တွေ fatty acid တွေကိုကျတော့မစွန့်ပစ်တော့ဘာမှသွားတူထားလဲဆိုရင်ကြွက်သားတွေအဆီတွေအသည်းတွေမှာသွားပြီးတော့တူထားတယ်ဒါလုံးဝမစွန့်ပစ်ဘူးเนาะပိုနေတဲ့ amino acid တွေเนาะ protein တွေကိုကျတော့သူကမစွန့်ပစ်ဘူးသူက urea ပြောင်းလိုက်တယ်ယူရီးယားပြောင်းပြီးတော့မှသူကစွန့်ပစ်တာအသေးမှာယူရီးယားပြောင်းပြီးတော့မှစွန့်ပစ်တာဒါအပြင်ပိုနေတဲ့ vitamin တွေထဲမှာတော့ vitamin A ရယ် vitamin B12 ရယ် vitamin C ရယ် vitamin E ရယ်သတ္တုဓာတ်တွေထဲမှာ mineral เนาะသတ္တုဓာတ်တွေထဲမှာ Fe ဆိုတာ ion တန်ဓာတ်ကနောက်တစ်ခုက antioxidant တွေကိုကျတော့အသေးမှာတိုးထားပြီးတော့မစွန့်ပစ်ဘူးဒါပေမဲ့တခြားသော vitamin တွေရှိတယ် vitamin D တို့နောက် vitamin B6 တို့ B9 တို့နောက်တစ်ခုက vitamin B1 တို့အဲ့ဒီ vitamin တွေအပါအဝင်တခြား mineral သတ္တုဓာတ်တွေ calcium တို့เนาะ magnesium တို့အဲ့ဒါတွေကျတော့ဘယ်ကနေစွန့်လိုက်လဲဆိုလို့ရှိရင်ဒါကသွေးတွေကိုစွန့်ပလိုက်တယ်အဲ့တော့ကျွန်တော်တို့ကဓာတ်9မျိုးလုံးဆဲတဲကိုဝင်သွားတဲ့ဒီကိုလုံးမှာရှိတဲ့ဆဲတွေက ATP ရတယ်အဲ့ဒီဓာတ်9မျိုးလုံးပိုနေဆိုလို့ရှိရင်တော့တိုးထားတယ်တိုးထားတဲ့ဒီ9မျိုးတောင်မှเนาะဒီပိုနေသေးတယ်ဆိုလို့ရှိရင်သူကစွန့်ကိုစွန့်ရတာမယ်ဒါပေမဲ့အဲ့ဒီထဲမှာဘာဝဲစွန့်လဲဆိုတော့ရေကိုစွန့်ပစ်တယ်နောက်တစ်ခုကကျတော့ protein ကိုကျတော့ amino acid ကိုကျတော့ urea ပြောင်းပြီးစွန့်ပစ်တယ်နောက်တစ်ခုက vitamin တွေသတ္တုဓာတ်တွေကိုကျတော့စွန့်ပစ်တယ်မစွန့်ပစ်ပဲကြံရှိနေတယ်ခန္ဓာကိုယ်ကတိုးထားတာကျတော့ဘာတွေတိုးထားဆိုတော့ glucose တွေအဆီတွေကိုကျတော့ကြွက်သားတွေအဆီတွေအသေးတွေမှာတိုးထားတယ် vitamin တွေထဲမှာပိုနေတဲ့ vitamin ထဲမှာ vitamin A B C E သတ္တုဓာတ်တွေထဲမှာတန်ဓာတ်နဲ့ antioxidant တွေကိုကျတော့အသေးမှာတိုးထားတယ်အဲ့တော့အသေးမှာတိုးထားနိုင်တာကလွဲလို့ကျန်တာအကုန်လုံးစွန့်လိုက်တယ်လို့ကျွန်တော်တို့ကသိနိုင်တယ်လွယ်ပြောမယ်ဆိုဒီကိုလုံးဆဲတွေကိုဓာတ်9မျိုးဝင်သွားမယ်ဘာတွေပြန်စွန့်လိုက်လဲဆိုလို့ရှိရင်အပိုပစ္စည်းအဖြစ်ရေတွေပြန်စွန့်လိုက်တယ်အမိုင်နိုအက်ဆစ်ကနေပြောင်းသွားတဲ့ယူရီးယားကိုပြန်စွန့်လိုက်တယ်ဗိုက်တာမင်တွေသတ္တုဓာတ်ကိုပြန်စွန့်လိုက်တယ်ရေယူရီးယားဗိုက်တာမင်တွေသတ္တုဓာတ်စုစုပေါင်း4မျိုးပေါ့9မျိုးဝင်သွားတယ်အားဖြစ်သွားတယ်4မျိုးပြန်စွန့်လိုက်တယ်အဲ့ဒီ4မျိုးကဘယ်ထဲကိုဝင်သွားလဲဆိုတော့သွေးရန်ကြောเนาะအပြာရောင်သွေးကြောနေမှာနှလုံးထဲကိုဝင်လာတယ်နှလုံးကအနီရောင်သွေးကြောနေမှာဘာမှသွားဆုံးလဲဆိုတော့ကြောက်ကတ်မှာသွားပြီးစွန့်လိုက်တယ်အဲကြောင့်ကြောက်ကတ်ကနေထွက်လာတဲ့ဓာတ်เนาะစီးထဲမှာဘာတွေပါမလဲဆိုတော့ရေတွေပါမယ်ယူရီးယားတွေပါမယ်ဗိုက်တာမင်တွေသတ္တုဓာတ်တွေပါမယ်ဆိုတာကိုဒီဇာတ်လေးတွေမှာဖော်ပြထားတယ်အော်ဒါနဲ့ဘာနဲ့တူလဲဆိုလို့ရှိရင်ကျွန်တော်တို့အောက်ဆီဂျင်ကိုရှူတာနဲ့တူတူပဲအောက်ဆီဂျင်တော့ကလည်းအောက်ဆီဂျင်ကိုလေပြွန်နေရမှာတစ်ဆင့်သွေးကြောတွေရမှာတစ်ဆင့်နှလုံးကိုပေးလိုက်တယ်နှလုံးကဒီအပြာသွေးကြောတွေရမှာတစ်ဆင့်နှလုံးကိုရောက်ပြီးအနီသွေးကြောတွေမှာတစ်ဆင့်တကူလုံးကိုပို့လိုက်တယ်တကူလုံးကအားရပါတယ်အားရတော့ကာဗွန်ဒိုင်အောက်ဆိုက်ကိုပြန်စွန့်တယ်ကာဗွန်ဒိုင်အောက်ဆိုက်ကအပြာသွေးကြောနေမှာတစ်ဆင့်နှလုံးကိုဝင်လာတယ်နှလုံးကအနီသွေးကြောနေမှာတစ်ဆင့်လေပြွန်နဲ့ကိုကာဗွန်ဒိုင်အောက်ဆိုက်တွေပြန်စွန့်လိုက်တယ်ကျွန်တော်တို့ရှူသွင်းလိုက်တဲ့အခါမှာအောက်ဆီဂျင်တွေပြန်ရှူသွင်းပြီးတော့လေပြွန်ကနေမှာတစ်ဆင့်နှလုံးကနေပါတစ်ဆင့်တကူလုံးကနေမှာဆိုရင်နှလုံးကနေပါတစ်ဆင့်လေပြွန်နေမှာတစ်ဆင့်ကာဗွန်ဒိုင်အောက်ဆိုက်ကိုပြန်စွန့်လိုက်တယ်ဒီအကြောင်းပြောပြီးသွားပြီအဲ့ဒီအတိုင်းပဲအခုလေအာဟာရ9မျိုးရှိတယ်သူလည်းအောက်ဆီဂျင်လိုပဲဘယ်တဲ့ဝင်လာဆိုအစာပြုံနဲ့ဝင်လာတယ်အစာပြုံနဲ့မှာဆင်သွေးကြောနဲ့မှာဆင်နှလုံးရောက်လာတယ်နှလုံးကနေဆင်သွေးကြောနဲ့မှာဆင်တကူလုံးပေးလိုက်တယ်တကူလုံးကအားရသွားတယ်အားရပြီးတော့စွန့်ပစ်တဲ့ဟာတွေကိုကျတော့သွေးကြောနဲ့မှာဆင်နှလုံးစွန့်ပစ်တယ်နှလုံးကနေမှာဆင်သွေးကြောနဲ့မှာဆင်ကြောက်ကမှာသွားပြီးတော့စွန့်ပစ်လိုက်တယ်ဟုတ်မနော်အဲ့တော့ဒါဒီမှာဆိုလို့ရှိရင်1နဲ့3နဲ့ရေးထားတယ်1ကအင်္ဂါ2ကသွေးကြော3ကအင်္ဂါ4ကသွေးကြော5ကအင်္ဂါ1အင်္ဂါနဲ့3အင်္ဂါကိုပေးတယ်3အင်္ဂါနဲ့5အင်္ဂါကိုပေးတယ်ဘာတွေနဲ့ပေးလဲဆိုတော့သွေးကြောတွေကနေပေးတာ5အင်္ဂါနဲ့3
3အင်္ဂါကိုစွန့်တယ်3အင်္ဂါနဲ့1အင်္ဂါကိုပြန်ပြီးတော့စွန့်လိုက်တယ်ကာဗွန်ဒိုင်အောက်ဆိုက်တွေကိုနော်အဲ့တိုင်းပဲဒီမှာ1အင်္ဂါနဲ့3အင်္ဂါကိုအာဟာရတွေပေးတယ်3အင်္ဂါနဲ့သွေးကြောအပြင်5အင်္ဂါကိုအာဟာရတွေပေးတယ်အားဖြစ်သွားပြီး5အင်္ဂါနဲ့3အင်္ဂါကိုအာဟာရတွေပြန်စွန့်တယ်3အင်္ဂါနဲ့1အင်္ဂါကိုအာဟာရတွေပြန်စွန့်တယ်ဒါပေမဲ့ဒီမှာထူးခြားသွားတာရှိတယ်ကျွန်တော်တို့စားတဲ့အခါကျတော့အာဟာရကိုစုပ်တဲ့အခါကျတော့အစာပြုံကနေစုပ်ပြီးတော့အာဟာရကိုပြန်စွန့်တဲ့အခါကျတော့ကြောက်ကပ်ကနေပြန်ပြီးတော့စွန့်တယ်ဒီမှာကျတော့လေပြုံကနေအာဟာရကိုစုပ်လိုက်တယ်ပြန်စွန့်တော့လေလေပြုံကနေပဲစွန့်တယ်ဒီမှာကျတော့အစာပြုံကနေစုပ်တယ်စွန့်တဲ့အခါကျတော့ကြောက်ကပ်ကနေပြန်စွန့်လိုက်တယ်စီးထဲမှာရေတွေယူရီးယားတွေဗိုက်တာမင်တွေသတ္တုဓာတ်တွေပါဝင်တယ်ကိုလုံးမှာရှိတဲ့ဆဲတွေက ATP ဆိုတဲ့စွမ်းအင်ကိုလိုအပ်တယ်အဲ့တော့ ice ဆဲတွေ ATP ရအောင်လို့ရနိုင်တဲ့နေရာက2နေရာပဲရှိတယ်လေပြင်းကနေရနိုင်တယ်အစာပြင်းကနေရနိုင်တယ်လေပြင်းကနေအောက်ဆီဂျင်ကိုရယူခြင်းအပြင်ဒီကိုလုံးက ATP ကိုရပြီးတော့အစာပြင်းကရေကစီစီ protein vitamin သတ္တု antioxidant ကိုဒီကိုလုံးကိုပို့ပေးခြင်းအပြင် ATP ကိုရရှိနိုင်တယ်ATP ကအောက်ဆီဂျင်တစ်မျိုးလေးကနေလည်းမရရှိနိုင်ဘူး hydro water glucose ကစီဓာတ်အဆီဓာတ်တစ်မျိုးလေးကနေလည်းမရရှိနိုင်ဘူးအောက်ဆီဂျင်ရဲ့ဒီရေကစီစီ protein vitamin သတ္တု antioxidant 9မျိုးအောက်ဆီဂျင်နဲ့ဆို10မျိုးပေါ့ဒီ10မျိုးလုံးပေါင်းပြီးတော့တကူလုံးမှာရှိတဲ့ဆဲတွေကရရှိမှသာ ATP ဆိုတဲ့စွမ်းအင်ကိုအပြည့်အဝရရှိနိုင်မှာဖြစ်တယ်ဒါကြောင့်မလို့အစာကြီးပဲစားနေရင်လည်းအားမဖြစ်နိုင်ဘူးလေကြီးပဲရှူနေရင်လည်းအားမဖြစ်နိုင်ဘူးလေလည်းရရှိမယ်အစာလည်းရရှိမှစွမ်းအင်တကူလုံးကရရှိပြီးတော့ ATP ရရှိပြီးတော့အားရရှိမှာဖြစ်တယ်အဲကျွန်တော်အနောက်ကနေတစ်ချက်လောက်ကြည့်ရအောင်ကဲအသေးဟာညာဘက်ကနေဘယ်ဘက်ကိုအဖျားရှူရတယ်အစာရင်ကကျတော့ဘယ်ဘက်ကနေညာဘက်ကိုအဖျားရှူရတယ်အစာရင်အနောက်မှာရှိတဲ့တရက်ရွက်ကကျတော့ညာဘက်ကနေဘယ်ဘက်ကိုအဖျားရှူရတယ်သူတို့အားလုံးဘေးမှာဆိုလို့ရှိရင်တရက်ရွက်ရှိတယ်ဆိုတာသိရတယ်ကဲအသေးအနောက်မှာအစာရင်ရှိတယ်အစာရင်အနောက်မှာမုတ်ချွေရှိတယ်မုတ်ချွေကအနောက်မှာဆိုလို့ရှိရင်တော့ကြောက်ကက်ရှိတယ်ကြောက်ကက်ကတော့နောက်ဆုံးမှာပါနော်ကဲကြောက်ကက်နဲ့တနည်းအားဖြင့်စီလန်းကြောင်းနဲ့အစာလန်းကြောင်းနဲ့ဆက်နွယ်ချက်ကိုကျွန်တော်ပြပြမယ်သူတို့တူညီတာလေးတွေရှိတယ်ကဲဟုတ်ပြီဒီအဟာကိုအစာအိမ်လို့ခေါ်တယ်ကျွန်တော်ကတော့အစာခြေထုတ်အိမ်လို့ခေါ်တာဒီအစာခြေထုတ်အိမ်ကနေမှတစ်ဆင့်ခြေထုတ်ပြီးတဲ့အစာတွေကိုဒီအစာပို့ပြုံအကြီးနဲ့သေးကနေပို့တယ်ဒါကြောင့်အစာပို့ပြုံလို့ခေါ်တယ်ပြီးရင်ဒီမှာကျတော့အစာစုအိမ်အစာတွေကိုစုပြီးတော့ဒီကနေမှအစာစွန့်လိုက်တယ်အဲ့တော့နော်အဲ့တော့1 2 3 4ခုရှိတယ်အစာခြေထုတ်အိမ်အစာပို့ပြုံအစာစုအိမ်အစာစွန့်ပြုံအဲ့တိုင်းပဲစီးလန်းကြောင်းနဲ့တူညီမှုရှိတယ်ဒါဆိုလို့ရှိရင်ကြောက်ကစီးစစ်ထုတ်အိမ်လို့ခေါ်တယ်တွေးထဲမှာရှိတဲ့အရည်တွေကိုစီးပြစ်စစ်ထုတ်လိုက်တာပြီးလို့ရှိရင်ဒါကစီးပို့ပြုံပြီးလို့ရှိရင်ဒီမှာစီးစုအိမ်ရှိတယ်ဒါစီးအိမ်လို့ခေါ်တယ်ဒါကကျတော့စီးစွန့်ပြုံအဲ့တော့အစာခြေထုတ်အိမ်နဲ့စီးစစ်ထုတ်အိမ်နဲ့ကနေရာချင်းအရှိအနောက်ပဲတည်ရှိတယ်အစာပို့ပြုံနဲ့စီးပို့ပြုံနဲ့အရှိအနောက်မှာရှိတယ်အစာစုအိမ်နဲ့စီးစုအိမ်နဲ့အရှိအနောက်မှာရှိတယ်လို့အစာစွန့်ပြုံနဲ့စီးစွန့်ပြုံလည်းအရှိအနောက်မှာရှိတယ်ဒါပေမဲ့ထူးခြားလေးတစ်ခုရှိတယ်အစာခြေထုတ်အိမ်နဲ့အစာပို့ပြုံကကျတော့အရှိမှာရှိတယ်အစာစုအိမ်နဲ့အစာစွန့်ပြုံကကျတော့အနောက်မှာရှိတယ်1 2ကအရှိမှရှိပြီးတော့3 4ကအနောက်မှာရှိတယ်စီးစစ်ထုတ်အိမ်နဲ့စီးပို့ပြုံ1 2ကကျတော့အနောက်မှာရှိပြီးတော့စီးစုအိမ်နဲ့စီးစွန့်ပြုံ3 4ကကျတော့အရှိမှရှိတယ်အဲ့တော့ကျွန်တော်တို့အစားစားမယ်ဆိုလို့ရှိရင်အစာအိမ်ကအရှိမှရှိတယ်ဆိုပေမဲ့မစင်စွန့်လို့ရှိရင်အနောက်ကနေစွန့်တယ်စီးရေတောက်လိုက်တဲ့အခါမှာကြောက်ကက်ကအနောက်မှာရှိတယ်ဆိုပေမဲ့စီးသွားတဲ့အခါမှာအရှိကနေသွားတယ်ဆိုတာကိုတွေ့ရလိမ့်မယ်ကဲဒီနေရာလေးမှာဒါကစီးစုအိမ်ဒါကအစာစုအိမ်သူတို့နှစ်ခုရဲ့အလယ်မှာကျွန်တော်ကလမ်းလေးတစ်လမ်းပဲနောက်ဆုံးကျန်တော့တယ်အစာလန်းနဲ့စီလန်းပြီးသွားတော့မျိုးပွားလန်းပဲကျန်တော့တယ်ဒီနှစ်ခုရဲ့အလယ်မှာမျိုးပွားလန်းရှိတယ်ဒါပေမဲ့ဒီ software ထဲမှာကျတော့မျိုးပွားလန်းမပါတဲ့ခါကျတော့ကျွန်တော် software နောက်တစ်ခုကိုပြောင်းပြီးတော့ပြောပြမှာဖြစ်ပါတယ်